makeup for တောင်းဆိုကြအောင်လို့ပေါ့နော်ကျတဲ့နေရာထထထားပါတဲ့အခါမှာဘယ်လိုမျိုး makeup ပြင်လဲဆိုတာကို cake keeping မလုပ်ခဲနဲ့တကယ်ကိုတောင်းတဲ့ palette တွေကိုပဲပြသပေးပြီးတော့ makeup ဘယ်လိုမျိုး finger look လို့ပဲခေါ်မှာ everyday makeup look လို့ပဲခေါ်မှာပြောတယ်ပေါ့ so I hope you guys enjoy it ဒါကကျတဲ့ bare face ပဲဖြစ်ပါတယ် makeup မလုပ်ခင်မှာအရင်ဆုံး skincare step တွေရတယ်အရင်အရေးကြီးရပေါ့နော်အဲ့တော့ skincare အနေနဲ့ကျတဲ့ toner moisturizer sun cream ဆိုပြီးတော့သုံးမျိုးလုပ်ပါမယ်ပထမဆုံးအနေနဲ့ကျတဲ့ cherry cake က toner လေးသုံးပါမယ်ဒီ toner ကကြတော့စိတ်ကပပြအောင်ပေါ့နော်သူတို့စီကနေပြီးတော့အစီဘူးတွေပျောက်တယ်ဆိုပြီးတော့ဒီအလေးပဲတောက်လျှောက်ဆက်သုံးပြနေရပါတော့အစားအောင်ကကြတော့ skin 1004က central calming toner သုံးတယ်ပေါ့နော်အဲ့ဒီဟာလေးလည်းအရင်ကောင်းတယ်ဒါပေမဲ့အဲကကြတော့အစီကလည်းတစ်ခါရရောက်ဖြစ်နေရတယ်ဒါလေးပဲသုံးလိုက်ပါမယ်လို့ဆိုပြီးတော့တစ်ခါရဝယ်ထားလိုက်တာ second step အနေနဲ့ moisturizer လေးကိုလုပ်ပါမယ် Nada ရဲ့ Breeze Skin Cream လေးပါ moisturizer ကကျတော့ makeup လုပ်တဲ့အခါမှာအရင်အရေးကြီးရပေါ့နော်အဲ့တော့moisturizer လုပ်လိုက်တဲ့အခါမှာဒါမျက်နှာပေါ်မှာရှေ့တက်ပြပြလေးနဲ့ဒီ foundation ရတယ်အဲ့လိုမျိုး6တာရဲ့အကွဲရည်မရှိဘဲနဲ့တင်းတင်းကြည်ကြည်လေးပေါ့နော်တပါကြည့်ကြည့်လေးပေါ့အဲ့ဒါမျိုး moisturizer ကလည်းမဖြစ်မနေလိုအပ်ပါတယ်အခုကျန်လူနေရဲ့ Nada Breeze Skin Cream လေးကကျတော့သူက steroid ထိထားတဲ့အသားအရည်တွေပြီးတော့ကျန်မျက်နှာလိုမျိုးအရင် sensitive ဖြစ်ပြီးတော့ပေါ့နော်အဲ့လိုမျိုးအဖုအပိန်လေးတွေအစီဘူးလေးတွေထွက်တဲ့လူ steroid ထိထားတဲ့လူရဲ့အစားသုံးလို့ရတယ်ပေါ့ normal skin တွေအတွက်ဆိုရင်တော့ပြောစရာမလိုဘူးသူ့ရဲ့ထဲမှာက collagen လည်းပါသေးရဲ့အဲ့ collagen လည်းပါတဲ့အတွက်မျက်နှာကိုပြုလိုက်တဲ့အခါမှာတင်းတင်းလေးပဲဖြစ်စေအားကြောင့်မလို့ makeup base အနေနဲ့သုံးတဲ့အခါမှာပိုပြီးတော့တင့်တော်ရပေါ့နော်ကျန်ဒီဟာကိုနေ့ရောညရောယူပါတယ်ပြီးတော့နောက် last step အနေနဲ့ sun cream ကိုလုပ်ပါမယ် sun cream ကိုလည်း Nada ကနေပဲကျင်းသုံးပါမယ်ဒီ sun cream ကြတဲ့ကြိုက်တာကြတော့သူကလေ white cast ကြံမနေခဲ့ဘူးပေါ့နော်ပုံမှန် sun cream တွေဆိုရင်ကြတော့သူကလိုပြီးရဲ့အခါကျအဲ့လိုမျိုးပြာနှမ်းနှမ်းကြီးကြံနေခဲ့ရတော့မျက်နှာပေါ်မှာအဖြူကြီးကွက်ပြီးမျက်နှာတစ်ခုပဲဖြူကြီးကြံခဲ့ရလို့ရှိတယ်သူ့ရဲ့ texture နည်းနည်းလေးအဲ့လိုမျိုးပြည့်တဲ့ထဲရောသွားရတယ်ပေါ့နော် watery texture မျိုးမဟုတ်ဘူးဒါပေမဲ့လည်းအသားလေးကိုလည်းစိတ်ပြီးတော့ဝင်လို့ရပေါ့နော်အရင်ကတကူတကကြီးလိုက်ပြီးတော့ဆွဲနေစရာမလိုဒီမှာဆိုရင်လည်းနည်းနည်းလေးဆွဲလိုက်တာဒီမှာအသားရဲ့ဟိုလုံးဝစိတ်ဝင်သွားတယ်လားဒါဒီ sun cream က 50 PA+ လေးလုံးတော့မပါရပါတော့အဲ့အတွက်အနေရောင်ပြောင်းလည်းတော်တော်လေးကိုတိတိကျကျကာကွယ်ပေးနိုင် skincare step တွေပြီးလာပြီဆိုရင်တော့ foundation စလုပ်ပါရမယ် foundation ကိုကကျတော့အရန်မှာရွေးရတဲ့ထဲပါတယ်ဘာဖြစ်လို့ဆိုတော့အသားရည်ကကျတော့တော်တော်လေးကို barrier ပျက်စီးသွားတဲ့ထဲမှာပါတော့ foundation အဲ့လိုပြည့်ပြည့်ကြီးပေါ့နော်ထပ်တင်လိုက်တဲ့အခါမှာအဖုပိတ်နဲ့ပြန်ပြီးတော့ပြန်ထွက်လာတယ်ခဏခဏကြော်ဘူးပဲပေါ့နော်ဒါပေမဲ့ဒီ Nada က foundation လေးကကျတော့အသားအရည်နဲ့လုံးဝမကွက်တီမတ်တီသူက2023မှာရောကျတော့ဒီလိုမျိုးအထုပ်လေးနဲ့စထွက်တာပေါ့နော်ကျစင်ကအိုးရင်ကလေးကသုံးလာအခုချိန်ကြီးပဲဘာဖြစ်လို့ဒီ Nada foundation ကိုပဲတောက်လျှောက်ဆွဲသုံးလာလဲဆိုတော့သူကကျတော့ liquid type လေးဖြစ်တယ်ထည့်စပြပေးမယ်သူကဒီမှာနော်တွေ့လားစီးကြပါတော့ရှည်လိုမျိုးကိုစီးကြပါသူက liquid type ဖြစ်တဲ့အတွက်မျက်နှာပေါ်မှာလည်းတင်လိုက်တဲ့အခါမှာလုံးဝအသားနဲ့ထထထဲကြားစေဘောနော်ကျန်ရတဲ့လောက်ပဲတော်ပြီဒီထက်လည်းပို့ပြီးမတင်ဘူးပြဆိုအရန် coverage မလိုချင်လို့ပေါ့နော်ဒီတိုင်းပဲပုံမှန် daily look အနေနဲ့ပဲလိုချင်တာဖြစ်တဲ့အတွက် coverage ကိုအရန်မရအောင်ပပလေးပဲတင်လိုက်ပါမယ်အခု TikTok မှာဖြစ်စားနေတဲ့ slime အရာဆိုတော့ my skin but better ပေါ့ Okay foundation လေးကတော့ပြီးတော့ပါပြီဒါက eyeshadow တွေပါတယ်တင်မထည့်ရလေးပေါ့နော်အဲ့ဒါကြောင့်မလို့မျက်နှာလည်းလေးဖြူပဲရွရွဖြစ်နေတာဒါပေမဲ့ look at how skin like it is အဲ့ဆိုတော့ဘာဖြစ်လို့ကျစင်ရဲ့အကြိုက်ဆုံး foundation တစ်ခုဖြစ်မှာဆိုပြီးတော့ပြီးတယ်မှာပါနီတွေကိုရောဘယ်လိုမျိုးသုံးကြလဲမသိဘူးကျစင်ကကျတော့ပါနီကိုသုံးတဲ့အခါမှာ liquid type ကိုပို့ပြီးတော့သဘောကျတယ်မျက်နှာပေါ်မှာလည်းနည်းနည်းပို့ပြီးတော့ natural ဆန်ပြီးတော့ပို့ပြီးတော့လည်းကြကြခံလိုမျိုးခံစားရရပေါ့နော်အခုလောဆယ်မှာဒီ news က01ဆိုတဲ့ color လေးသုံးနေပါတယ် liquid brush ပေါ်ဒီတိုင်းပဲပါပါမှာတင်ပြီးလက်နဲ့ပဲ blend ချလိုက်တဲ့ brush တွေပါသုံးနေအောင် eyeshadow ကိုသွားပါမယ် eyeshadow အတွက်ကကျတော့Cat Price ရဲ့ Dear Darling palette ကိုသုံးပါမယ်ဒီနေ့ကိုကဒီအရောင်လေးနဲ့ပဲခိုင်းပြင်နေကြပုံစံတိုင်း daily ဖြစ်တဲ့ပုံမှန်ပြင်နေကြအရောင်လေးနှစ်ရောင်နဲ့ပဲပြင်ပါမယ်။ရောင်ရည်ကိုယူပြီးတော့နည်းနည်းလေး makeup guru ရဲ့2019မှာလုပ်eyeshadow ဆိုတဲ့အခါမှာကျန်တဲ့ဒီအပေါ်ဘက်လေးကိုပေါ့နော်နည်းနည်းလေးလုံးလေးအရင်ဆုံးလိုက်တုပ်ပေးလိုက်တယ်ပြီးတော့ဒီ crease နဲ့နေရာမှာ blend မဖြစ်နေဘူးဆိုရင်ကကျတော့ brush နဲ့ဒီလို circular motion လေး
လိုက်ပြီးတော့လေးဆွဲပေးလိုက်တယ်ပြီးတော့ဒီ under eyelid ကိုကကျတော့အခုဒီပုံနေတဲ့ brush က eyeshadow နဲ့ပဲပေါ့နော် under eyelid ကိုလေးဆွဲပေးလိုက်တယ်ပြီးတော့ရင်ဘာလဲဆိုတော့ eyeliner ဒါမဲ့တကယ်တမ်းဒီခါကျတော့ eyeliner မဟုတ်မျက်ခုံးမွေးဆွဲရတာဒါမဲ့ဒါစင်က liquid liner နဲ့လုံးဝမဆွဲတတ်တာလည်းပါလို့မျိုးကိုနဲ့တိတ်လည်းမလိုက်ဘူးလို့ခံစားလို့အဲ့ဒီမျက်ခုံးမွေးဆွဲရတာနဲ့ပဲဆွဲရတစိမ့်တောင်မှမရှိဘူးပန် cosmetic ကမျက်ခုံးမွေးဆွဲရတာပါအဲ့ဒါနဲ့စစဒီ eyeliner လိုမျိုး gel liner အနေနဲ့ပုံပြီးထားပြီးကိုဝင်နေဆွဲလိုက်ပါမယ်ကျန်ပြင်းတဲ့ step တွေရတယ်တကယ် professional makeup artist တွေပြင်လို့အစင်လိုက်တိုင်းဖြစ်ချင်မှာဖြစ်နေမယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုယ့်ဘာသာကိုနေတိုင်းပြင်နေကြပုံစံအတိုင်းကိုပြရဖြစ်တဲ့အတွက်ပြင်ချင်တယ်လို့ပြင်နေရဖြစ်ပါတယ်အဲဒါမှမဟုတ်အပြင်မပြောချင်ဘူး mascara တော့ပါမယ် essence က Lush Princess ကိုပုံပါမယ်နဲ့တာကိုပေါ့ဒီ Lush Princess ကလည်းကောင်းတော့ကောင်းတယ်ဒါပေမဲ့တစ်ခုတော့မကြိုက်တာအရင်ဘေးပေးတယ်အဲ့ဒါတော့မကြိုက်အပေါ်ကပြီးသားဆိုအောက်ဖက်နေလေးကိုပပပြီးလိုက်ထည့်လိုက်မယ်။ဆောင်းမျက်လုံး look လေးကတော့ပြီးသားပါပြီ။မျက်လုံးပြီးတော့တဲ့အခါမှာအခုန foundation ကို concealer အောင်မသုံးနိုင်ဘူး။ makeup တွေကတော့ပြီးမှ concealer လေးရကျစင်းကအရင်မျက်နှာ glow နဲ့မကြိုက်ဘူးပေါ့နော်။ပြီးတော့အသားကလည်း oily skin နဲ့မှပါတယ်။အဲအကြောင်းမလို့အပေါ်ကနေ two way ရတော့လုပ်ကိုလုပ်ပေးရတယ်။မလုပ်ပေးဘူးဆိုရင်မျက်နှာကြီးကအရင်အစီပြန်တဲ့ပုံစံမျိုးပေါက်နေတာပေါ့နော်အဲအကြောင်းမလို့အပေါ်ကနေပြီးတော့Mistine ရဲ့ two way powder pack လေးကိုအုပ်ပေးလိုက်ပါမယ်ရှင်ရပြီ contour အတွက်ကိုတော့ Judy Doll ကိုပုံပါမယ် contour လုပ်တဲ့အခါမှာကျတဲ့ကျတော့ဒီနားပေါ့နော်နားနဲ့ဒီပါးစပ်နားကိုဆက်လိုက်တဲ့နေရာပုံစံမျိုးနဲ့မြေတစ်ခုကိုခေါင်းထဲမှာအာရုံဖော်လိုက်တယ်ပေါ့နော်အဲဒီနေရာတစ်လျှောက်နားမှာ okay ဒီလိုလေးပေါ့အဲ့ဒါမှဒီလိုဆွဲချလိုက်တဲ့အပေါ်လေးနဲ့တင်နေ contour ပြီးတော့ဒီဆိုတော့ဒီ Judy Doll ရဲ့အရပန်းအောင် powder လေးပေါ့နော်ဒီ sponge ရဲ့ထိပ်လေးနဲ့လိုလေးယူပြီးတော့ under eye နေရာလေးကိုထည့်လိုက်ပါမယ်။အဲ့မှာဒါဒီ under eye လေးကနည်းနည်းလေး brighten ဖြစ်သွားဒီမှာနှစ်ဖက်ကြည့်လိုက်တာနေရာမှာသိတာတွေ့ပါ။ဒီစားရင် blush ကဘယ်ရတော့ဝင်ကောင်းမလဲ Mistine က blush လေးကိုသုံးပါမယ်။ဒီစားရင်ဆက်လေးနဲ့ချက်လေးပဲတိုးလိုက်မယ်။နှာခေါင်းဒီနေရာလေးမှာတင်လိုက်မယ်။ Okay နောက်ဆုံး overall makeup ကတော့ပြီးသားပြီလို့ပြောလို့ရပါတယ်။နောက်ဆုံးနှာခမ်းကိုကျရင်အခုနောက်ပိုင်းအဲ့လို glossy look တွေထက် lipstick တွေကိုစိုးရပို့ပြီးတော့ပြောကြတယ်။အဲကြောင့်မို့ဒီ Mistine က Mine All Day Matte Lip Color ဆိုတဲ့ထဲက09အရောင်03အရောင်လေးကိုဆိုပါမယ်။ That's it. Overall makeup လေးကပြီးသားပါပြီရှင်။စပင်လေးလုပ်ပြီးပြန်လာခဲ့ပါမယ်။ကျွန်မစပင်ကောက်ဆက်ရဲ့အခြေအနေကိုကြည့်။ဒါကတော့ final look လေးပဲဖြစ်ပါရဲ့ရှင်။အားလုံးဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like and share လုပ်ခဲ့ပေးပါ love လေးလုပ်ပေးပါရှင်အားလုံးချစ်ပါတယ် bye bye